မနေ့အိယာညိုလာတဲ့အချိန်မှာမိတ်ဆွေရဲ့စမတ်ဖုန်းကိုကောက်ခံလိုက်တယ်လက်တော့ကိုဖွင့်ပြီးတော့အလုပ်လုပ်လိုက်တယ်တချင်းလေးနားတော့ညနေတဲ့အခါမှာ Bluetooth earbud လေး AirPod လေးကိုတက်ပြီးတော့တချင်းနားထောင်လိုက်တယ်အပြင်သွားခြင်းတဲ့အခါမှာဆိုင်ငယ်လေးစီးလိုက်တယ်ကားလေးနဲ့သွားတယ်အဲ့တဲ့အခါမှာပန်ကားလေးဖွင့်လိုက်တယ်Aircon လေးဖွင့်လိုက်တယ်ဒါပေမဲ့ဒီပစ္စည်းတွေအားလုံးရဲ့နောက်ကမှာလူအများစုမစင်စားမိတဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ battery ပါ battery မရှိရင်စမတ်ဖုန်းတွေက okay တော့ပမာဖြစ်သွားပါမယ်လက်တော့ဟာစာရွက်တင်တဲ့တစ်လုံးလိုဖြစ်သွားလိမ့်မယ်ကားတွေဆိုင်ငယ်တွေဒီကောင်တွေကအယုတ်တရုတ်ပမာဖြစ်သွားမယ်ဒါပေမဲ့အဓိကမေးခွန်းက battery ဆိုတာဘယ်သူတည်ထွင်ခဲ့တာလဲလူသားတွေကလျှက်စစ်တာအောက်ကိုဘယ်လိုတူလောင်မှုစဉ်းစားမိခဲ့ကြတာလဲမိတ်ဆွေရဲ့လက်ထဲကဒီ smartphone battery ထဲမှာဘာတွေဖြစ်ပြနေတာလဲဒီနေ့ဗီဒီယိုလေးမှာ battery ရဲ့နှစ်ပေါင်းတစ်ခေါင်ကျော်သမိုင်းကြောင်းကနေဒီနေ့ကာဗွန်ဆီလီကွန်ဘက်ထရီတွေအထိစိတ်ဝင်စားဖွယ်ခီးစဉ်တစ်ခုကျွန်တော်လည်းအတူလိုက်ပါသွားကြပါမယ်။ Future History MNG Channel ကနေပြီးကြိုဆိုလိုက်ပါတယ်။ဘက်ထရီအကြောင်းပြောမယ်ဆိုရင်လူသားတွေလျှက်စစ်ကိုဘယ်ချိန်ကစတင်သိခဲ့လဲဆိုတာကိုပြန်ကြည့်ရပါမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှေးကတိလူမျိုးတွေကပယင်းကြောက်ကိုအမွှေးနဲ့ပို့လိုက်ရင်ပေါ်ပါတဲ့အရာတွေကတ်လာတာကိုသတိထားမိခဲ့ကြတယ်။အဲ့ဒီအချိန်တုန်းကဘာကြောင့်ဖြစ်တယ်ဆိုတာကိုမသိကြသေးပေမဲ့တကယ်ကဒါဟာ static electricity တခုပဲဒါပေမဲ့ static electricity လို့သိရုံနဲ့မလုံလောက်သေးပါဘူးဒီကောင်ကိုဘလို့တူလောင်မလဲဆိုတာကိုစဉ်းစားဖို့လိုပဲဘာကြောင့်လဲဆိုရင်လျှက်စစ်ဆိုတာကမြင်လို့လည်းမရဘူးကန်လို့လည်းမရဘူးရေလို့လည်းသိမ်းထားလို့လည်းမရဘူးဒါကြောင့်မလို့လူသားတွေရဲ့စိတ်ထဲမှာလျှက်စစ်ကိုဘလို့စူးစောင်းမလဲဆိုတဲ့မေးခွန်းတစ်ခုစတင်ပေါ်လာပါတယ်1936ခုနှစ်မှာအီရန်နိုင်ငံဘတ်ရက်မြို့အနီးကရှီအောင်ပစ္စည်းတူဖို့ရေးလုပ်နေစဉ်မှာထူးဆန်းတဲ့အိုးတစ်လုံးကိုတွေ့ရှိခဲ့တယ်။အဲ့ဒီအိုးထဲမှာကော်ပါကျူတစ်ချောင်းရဲ့ iron rod တစ်ချောင်းရှိနေတယ်လို့ပြောခဲ့ကြတယ်။ပညာရှင်တွေစမ်းသပ်ကြည့်တဲ့အခါမှာအဆစ်ရည်တစ်မျိုးထုတ်လိုက်ရင်ဘိုးရိအနှဲငယ်ထုတ်ပေးနိုင်တာကိုတွေ့ခဲ့တယ်။အဲ့ဒီပစ္စည်းကို battery လို့တောင်အမည်ပေးခဲ့ကြတယ်။အချို့ကဒါဟာကမ္ဘာပထမဆုံး battery ဖြစ်နိုင်တယ်လို့ယူဆခဲ့ကြတယ်။ဒါပေမဲ့ဒီ user ကိုခဏအထိအတိမပြုတ်နိုင်သေးပါဘူး။ဒါတကယ် battery လားဒါမှမဟုတ်တခြားရည်ရွယ်ချက်အတွက်သုံးခဲ့တာလားဘယ်သူမှအတိအကျသိချာမသိသေးပါဘူး။ဒါပေမဲ့ယူသားတွေက battery နဲ့ဆင်တူတဲ့အယူအဆကိုရှေးခေတ်ကလေးကသိခဲ့နိုင်တဲ့စာအုပ်တော့သက်သေပြနေပါတယ်။1800ပြည့်နှစ်အီတလီသိပ္ပံပညာရှင်အလက်ဆန်ဒရိုဘိုတာကဘာကြီးကိုပြောင်းလဲသွားစေမယ့်တည်တွင်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်။သူကဇင်းနဲ့ကော်ပါပြားတွေကိုအလွှာလိုက်စုလိုက်တဲ့ဂျားထဲမှာဆော့ဝါတာစိန်ထားတဲ့အထည်တွေကိုထည့်တယ်။ဒီစတက်ကိုချိတ်ဆက်လိုက်တဲ့အခါမှာလျှက်စစ်စီးဆင်းလာပါတယ်။ဒါဟာလူသားသမိုင်းရဲ့ပထမဆုံးအဆက်မပြတ်လျှက်စစ်ထုတ်ပေးနိုင်တဲ့ဘက်ထရီတစ်ခုဖြစ်လာပါတယ်။ဒီကောင်ကိုဘိုးတစ်ပိုင်လို့ခေါ်ပါတယ်။ဘိုတာကိုဂုဏ်ပြုတဲ့အနေနဲ့ဘိုးတစ် unit ကိုဘိုတာရဲ့နာမည်ကနေပြီးတော့ဘိုးလို့ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီတွင်မှုကခေတ်သစ် electronic တွေရဲ့အစားတစ်ခုဖြစ်လာပါတယ်။ဘက်ထရီထဲမှာဘာတွေဖြစ်နေလဲအရန်ရုံရှင်းတဲ့ဥပမာနဲ့ပြောရရင်ဘက်ထရီယာဓာတုစွမ်းအင်ကိုလျှက်စစ်စွမ်းအင်ဖြစ်ပြောင်းလဲပေးတဲ့အဆက်တစ်ခုပါပဲ။ဘက်ထရီထဲမှာအဓိကအစိတ်ပိုင်း၃ခုရှိတယ်။အနုတ်ရဲ့ကတ်တုတ်ရဲ့ electrolyte ရဲ့ဆိုပြီးတော့ရှိပါတယ်။အနုတ်က electron တွေကိုလွတ်ပေးတယ်။ကတ်တုတ်ကတော့ electron တွေကိုလက်ခံတယ်။ electron တွေကတော့ wire တွေကနေပြီးတော့စီးဆင်းသွားတယ်။အဲ့ဒီစီးဆင်းမှုကိုပဲ electric current လို့ခေါ်ကြတယ်။မိတ်ဆွေရဲ့ smartphone screen လင်းလာတာ speaker အသံထွက်လာတာကင်မရာအလုပ်လုပ်တာဒါတွေအားလုံးဟာ electron တွေရဲ့စီးဆင်းနေတာတွေကြောင့်ပဲဖြစ်ပါတယ်အစောပိုင်းဘက်ထရီတွေကအသုံးပြုပြီးရင်လွှတ်ပြရတယ်ပြန်ပြီးတော့လည်းအားသွင်းလို့မရဘူး1859ခုနှစ်မှာတော့ပြင်သစ်သိပ္ပံပညာရှင် Gaston Blandy ကနေပြီးတော့ lead acid battery ကိုစတင်ပြီးတော့တည်ရှင်ခဲ့ပါတယ်ဒါဟာကမ္ဘာပထမဆုံးပြန်ပြီးတော့အားသွင်းလို့ရတဲ့ဘက်ထရီတစ်ခုဖြစ်လာပါတယ်ဒီနေ့ခေတ်ကားအများစုမှာလည်းဒီစနစ်ကိုအသုံးပြုနေသေးပဲဖြစ်ပါတယ်အင်ဂျင်စနိုးဖို့မီးဖွင့်ဖို့ဒီက electronic တွေမှာအလုပ်လုပ်ဖို့ lead acid battery ကယနေ့အထိတာဝန်ယူနေသေးပဲဖြစ်ပါတယ်20ရာစုနောက်ပိုင်းမှာတော့ကွန်ပျူတာတွေကသေးလာတယ်မိုဘိုင်းဖုန်းတွေပေါ်လာတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်ဘက်ထရီတွေကအရန်ကြီးတယ်အရန်လေးတယ်အချိန်တိုလေးနဲ့အားကုန်တယ်အဲ့ဒီအချိန်မှာလီသီယမ်ဆိုတဲ့သတ္တုဟာအားအကောင်းဆုံး energy density ပိုင်ဆိုင်တယ်ဆိုတာကိုတွေးရှိလာကြတယ်1991ခုနှစ်မှာ
Sony ကနေပြီးတော့ lithium ion battery တွေကိုစီးပွားဖြစ်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်ဒီနည်းပညာတွေကြောင့်ပဲဒီ smartphone တွေ laptop တွေ tablet တွေ smartwatch တွေ drone တွေနဲ့ electric vehicle တွေအားလုံးဖြစ်လာနိုင်ခဲ့ပါတယ်မိတ်ဆွေရဲ့လက်ထဲက smartphone မှာလည်း lithium ion battery အသုံးပြုနေကြပဲဖြစ်ပါတယ်ဒီနေ့ခေတ်ကဘာမှာwine kit ကနေပြီးတော့ battery kit ကိုဖြည်းဖြည်းကူးပြောင်းနေပါတယ် electric vehicle တွေပေါ်များလာတယ် battery factory တွေဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံနေကြတဲ့ lithium nickel cobalt graphite စတဲ့ဒီလိုသတ္တုတွေက21ရာစုရဲ့ရွှေအသစ်တွေဖြစ်လာကြတယ်နိုင်ငံတွေက battery နည်းပညာကိုဦးဆောင်မှုအပြိုင်အဆိုင်ကြိုးစားလာကြတယ်အနာဂတ်မှာဘယ်နိုင်ငံက battery နည်းပညာကိုထိန်းချုပ်နိုင်မလဲဆိုတာစီးပွားရေးနဲ့နည်းပညာအင်အားကိုပါအဆုံးအဖြတ်ပေးလာနိုင်ပါတယ် YouTube မှာတော့ carbon battery ဆိုပြီးတော့ပြောနေကြတာတွေအများကြီးတွေ့ရတယ်ဒါပေမဲ့တကယ်တော့ carbon battery ဆိုတဲ့ official battery type တစ်ခုမှမရှိသေးပါဘူးလူတွေပြောနေကြတာက silicon carbon battery ကိုရည်ညွှန်းတာပဲဖြစ်ပါတယ် lithium ion battery အဟောင်းတွေမှာအနောက်ကို graphite နဲ့လုပ်ထားတယ် graphite က carbon မျိုးစားတစ်ခုပဲဒါပေမဲ့ graphite မှာ energy တိတ်ပြီးတော့မသိမ်းနိုင်ဘူး engineer တွေက silicon ကိုသုံးရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့စမ်းသပ်ကြတယ် silicon က graphite တဲ့ lithium ion တွေကိုပို့ပြီးတော့ထိန်းနိုင်တယ်ဒါပေမဲ့ lithium ion တွေရဲ့အဓိကပြဿနာက silicon ကအားသွင်းတဲ့အခါမှာဖောင်းနေအားရောတဲ့အခါမှာကျုံနေအကျဉ်းကြီးများနိုင်ရင်ဖြစ်စည်းနိုင်လေဒါကြောင့်မို့လို့ silicon နဲ့ carbon ကိုပေါင်းစပ်ပြီးတော့အဲ့နှုတ်အသစ်ဖန်တီးခဲ့ကြတယ်အဲ့ဒါကို silicon carbon battery လို့ခေါ်ခဲ့ကြပါတယ်2025နဲ့2026မှာတော့ Honor တို့ Xiaomi တို့ Vivo တို့ OnePlus တို့ကနေပြီးတော့ 6000 mAh 9000 mAh 8000 mAh 12000 mAh ဆိုပြီးတော့ battery တွေထည့်လာနိုင်တာကဒီနည်းပညာတွေကြောင့်ပဲဖြစ်ပါတယ်တော်တော်များများကကွန်ပျူတာတွေလည်းအရင်မြန်လာပြီ AI တွေလည်းပေါ်လာပြီ battery တွေဘာကြောင့်ဒီလောက်ပဲခံသေးတာလဲဆိုပြီးတော့မေးကြတယ်အကြောင်းရင်းက battery technology က semiconductor လို့မဟုတ်ဘူး physics နဲ့ chemistry ကိုတိုက်ရိုက်ရင်ဆိုင်ရတယ်ချစ်တစ်ခုကိုသိအောင်လုပ်လို့ရတယ်ဘက်ထရီကိုတော့စွမ်းအင်ပိုသိမ်းခြင်းရင် chemical material တွေကိုအသစ်ရှာရတယ်ဒါကြောင့်မို့လို့ battery revolution တွေက chip revolution တွေတက်ပိုပြီးတော့နှိမ့်နေတတ်ပါတယ်အခုကမ္ဘာတဝန်းက company တွေအပြန်အဆိုင်ဖန်တီးနေတာကတော့ solid state battery မျိုးစားတစ်ခုပါယနေ့ lithium ion battery ထဲမှာ liquid electrolyte ရှိတယ်အဲ့ဒီ liquid ကပူလွန်းရင်မီးလောင်နိုင်တယ် solid state battery မှာတော့ liquid မသုံးတော့ဘူး solid material ပဲသုံးတယ်အဓိကအကျိုးကျေးဇူးတွေကချာခြင်းပုံမြန်မယ် battery ပိုခံမယ်ပိုသေးမယ်မီးလောင်နိုင်ရင်နည်းမယ်တနေ့အားသွင်းတာနဲ့တပတ်လောက်သုံးနိုင်တဲ့ smartphone တွေဖြစ်လာနိုင်တယ်ကားတစ်စီးကိုတစ်ခါအားသွင်းရုံနဲ့1000 km ကျော်မောင်းနိုင်တဲ့အခြေအနေတစ်ခုထိရောက်လာနိုင်ပါတယ်လီသီယမ်ရဲ့အဓိကပြဿနာကရှားတယ်ဈေးကြီးတယ်ဒါကြောင့်မလို့သိပ္ပံပညာရှင်တွေကဆိုဒီယမ်ကိုကြည့်လာကြတယ်ဆိုဒီယမ်ဆိုတာကစားထဲမှာတော့ရှိနေတဲ့ element မျိုးစားတစ်ခုပါဆိုဒီယမ်ကပေါ်တယ်ဈေးသက်သာတယ်ဒါကြောင့်မလို့2026အထိ China ကနေပြီးတော့ battery company အချို့ဟာဆိုဒီယမ် ion battery ထုတ်လုပ်မှုတွေစတင်လာနေပါပြီအနာဂတ် EV ဈေးနှုန်းတွေကျလာနိုင်တဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်လာနေပါတယ်အခုပြောမယ့်အရာကတော့ science fiction လို့ထင်ရပါမယ်။ battery တစ်လုံးလို့အသွင်းစရာမလိုဘူး။10နှစ်20နှစ်50အထိအသုံးခံနိုင်တယ်။ဒါကတော့ nuclear battery အကြောင်းပဲဖြစ်ပါတယ်။ radioactive material ကနေလျှပ်စစ်ထုတ်နိုင်တာပဲဖြစ်ပါတယ်။2025 2026အထိတချို့သောသုတေသနလုပ်တဲ့ company တွေကနေပြီးတော့ prototype အဆင့်တွေထိတောင်စမ်းသပ်နေကြပါပြီ။ smartphone တွေ laptop တွေတဲကိုချက်ချင်းရောက်မလာနိုင်သေးပေမဲ့ဒီ medical device တွေအကာသရင်တွေဒီစစ်တပ်အသုံးပြုတဲ့ကိရိယာတွေမှာတော့အသုံးပြုနိုင်မှုသဒ္ဒနာတွေအဓိကလှုပ်ဆောင်နေကြပါတယ်ဘက်ထရီရဲ့သမိုင်းကိုပြန်ကြည့်လိုက်ရင်ဘိုတာရဲ့ဇင်းနဲ့ကော်ပါစတက်ကနေစတင်လာခဲ့တယ်လီအက်ဆစ်ဘက်ထရီတွေရောက်လာတယ်လီသီယမ်အိုင်ယွန်ခစ်ရောက်လာတယ်ဆီလီယမ်ကာဗွန်ဘက်ထရီတွေစတင်ပေါ်လာတယ် solid state ဘက်ထရီတွေစမ်းသပ်နေတဲ့ဆိုဒီယမ်အိုင်ယွန်ဘက်ထရီတွေကိုထုတ်လုပ်နေပြီး nuclear ဘက်ထရီတွေသုတေသနအဆင့်ရောက်နေပြီးအဓိကကျန်နေသေးတဲ့မေးခွန်းကအခုမိတ်ဆွေရဲ့လက်ထဲမှာရှိတဲ့ smartphone battery တွေကနောက်10နှစ်အကြာမှာရှေးရောက်နည်းပညာတစ်ခုဖြစ်သွားမလားဒါမှမဟုတ် battery ဆိုတဲ့အရာကိုပဲလူသားတွေပြန်လည်သတ်မှတ်ရမယ့်ခေတ်တစ်ခုရောက်လာတော့မလားဒီမေးခွန်းရဲ့အဖြေကတော့အနာဂတ်ရဲ့လက်ထဲမှာပဲရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်